မောင်ကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲစောင့်ကြည့်နော်အစားထိုးတာပဲခန္ဓာ၅ပါးမြောက်ဥပမာထားပါယောဂီပုဂ္ဂိုလ်ဉာဏ်ကမြောက်ရှင်ဥပမာထားပြီးမြောက်ပဲလို့ဖြစ်နေတယ်ဆိုတာသိလို့ရှိရင်ပြီးတာပါပဲမှန်ပါပါသဘောပါကြအဲ့ဒါဝိပဿနာလုပ်ပါပဲဆိုတဲ့ဥစ္စာဂိုင်းမြောက်ကဘယ်လိုများပြတုံးဆိုတော့ပြက်ပြလိုက်အစားထိုးပြလိုက်ပြက်ပြလိုက်ပြက်တာကဘာခေါ်ကြအစားထိုးတာကဒီလိုရင်ရုပ်ပြက်ရုပ်အစားထိုးပြနာမ်ပြက်ရင်ဒါဖြင့်ဥက္ကမောင်ရပြက်တာကအနိစ္စအစားထိုးတာကသင်္ခါရမှန်ပါပါသဘောကျဒါဖြင့်အနိစ္စနဲ့သင်္ခါရပဲရှိတယ်တရားဓမ္မတို့ခန္ဓာမှာပါရှိပါအနိစ္စကဆိုတာလည်းငါဥစ္စာမဟုတ်ပါဘူးသင်္ခါရအစားထိုးတာလည်းငါဥစ္စာမဟုတ်ပါဘူးမနေ့ကပြောတဲ့အကြောင်းလေးပါးတွေကအစားထိုးအာယုံသွားတာတွေကအစားထိုးမှန်ပါပါရှင်းကြဒါကြောင့်ဓမ္မတို့ဥပဒနာဖြင့်အလွယ်နည်းနဲ့ရှင်သာရိပုတ္တရာဉာဏ်ကျဲတဲ့ပုဂ္ဂိုလ်ကသေသေးချာချာဟောတော့ကြောင့်ကာယမိမံသမတထာဒါသူကိုယ်ရင်ရွတ်တယ်နော်ဣမံကာယရင်ခန္ဓာ၅ပါးရှိကိုသမတထာမင်းတို့စောင့်ပြီးသုံးသပ်ကြကွာစောင့်ပြီးသုံးသပ်ကြည့်ပါလို့ပြောပြန်တယ်နော်ဣမံကာယမိမံသမတထာပရိဇာနာထဘုနာဘုနာတဲ့ခဏခဏမင်းတို့အဖန်ပန်လေးတော့ကြည့်ပြပါကွာဘာကြောင့်ဟောရပါလိမ့်မလို့ဆိုတော့မဂ္ဂသစ္စာကဥပါဒင်ရဘာဝေတပ္ပကိစ္စမှာသူဟောရှာတာမှန်ပါဗျာဣမံကာယဤခန္ဓာကိုယ်ခန္ဓာ၅ပါးယုံနာတရားကိုသမတထစောင့်ပြီးကြည့်စမ်းပါကွာဒီမှာဘာလို့ကြည့်ရစောင့်ကြည့်ရမယ်တရားဓမ္မတွေသတိထားစမ်းပါခန္ဓာကိုယ်ကြီးဘယ်လိုလုပ်ကြည့်ရမလဲစောင့်ကြည့်ပါတဲ့ပရိဇာနာထပုဏ္ဏဘုံနာပုဏ္ဏဘုံနာအဖန်တလဲလဲပရိဇာနာထစောင့်ကြည့်ပါကွာစောင့်ဆိုမှခဏလေးစောင့်ပြီးတော်ပြီလို့မလုပ်ပါနဲ့သဘောကျလားဖန်ပန်လေးစောင့်ကြည့်ပေးစမ်းပါလို့ဘုရားမောင်ရှင်သာရိပုတ္တရာကဟောတယ်နော်အဲ့ဒီလိုဟောလိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတ္တဝါနာခန္ဓာ၅ပါး၏သဘောကြီးမင်းတို့သိလာပါလိမ့်မယ်ကွာမသိပဲဘူးဘယ်လိုသိလာမလဲဆိုတော့ပြက်တာရဲ့အစားထိုးတာဒါပဲရှိတယ်ကိုလို့သိလာလိမ့်မယ်ပြက်တာရဲ့ဒါပဲရှိတယ်လို့ကိုယ်သဘောခန္ဓာသဘောကဒါပဲရှိတယ်ဆိုတာခန္ဓာကပြောလာတာဘယ်သူကပြောပါလဲခန္ဓာကပြောတော့ကိုခန္ဓာကဘယ်ခန္ဓာကပြောသလုံးလို့မေးတဲ့အခါကျတော့အိုးယူဘက်ခန္ဓာကလည်းပြောမှာပဲဝေဒနာခန္ဓာပြောပါဟိုမပြောတာတခုမှမပါဘူးသဘောကျလားခန္ဓာကလည်းပြောမှာဒီခန္ဓာပြနိုင်လို့အာရဏလောက်ပြန်အာရဏကပြောတယ်ဆိုရမှာသဘောကျဒီခန္ဓာတွေကဓာတ်လေးပါးခွဲလိုက်လို့ရှင်ဓာတ်လေးပါးပြောတယ်ဆိုရမှာဟာဒီလိုလည်းမခွဲချင်ပါဘူးဗျာအိဋ္ဌာနဲ့သင်္ခါရရှိတာနဲ့တပိတော့ပြန်ဝေဒနာလည်းမမှတ်ဘူးသင်ညာလည်းမမှတ်တော့ဘူးပြတ်တာလေးအစားထိုးတာလေးဒါလေးတင်ကြည့်နေမယ်ဆိုလဲဥက္ကမောင်ပြပြန်တာမှန်ပါဗျာဓမ္မတွေကြည်ရင်နတ်နတ်သဘောကြအောင်ပြောနေတယ်နော်ကာယေသဘာဝံဝိရိတ္တဝါနာကာယေခန္ဓာ၅ပါးဆိုတဲ့ကာယတရား၌ဝိရိတ္တဝါနာအဖမှန်ရှိသိသိရှိတော်ဒုက္ခတဒုက္ခဤအန္တန်ဆုံးကိုကရိတ္တိမင်းတို့ရောက်ပါလိမ့်မယ်ဘဝနိဗ္ဗာန်ရောက်မယ်ဟာဥက္ကမဉာဏ်ကျဲတဲ့ပုဂ္ဂိုလ်မှာနော်ခန္ဓာသဘောသိနိဗ္ဗာန်ရောက်မယ်တူတူပဲဟောလိုက်ဒကာဓမ္မတွေဘယ်လိုများဟောပါလဲခန္ဓာသဘောသိရင်နိဗ္ဗာန်ရောက်မယ်ဩဘုန်းကြီးဒကာဓမ္မတွေကဘယ်လိုကြောင့်ဒုက္ခကသိငြိမ်းတဲ့နိဗ္ဗာန်ကြီးမရောက်ကြပါလိမ့်မလို့ဆိုတော့အိုးကိုယ်ခန္ဓာအကြောင်းကိုကိုမသိကြလို့ဘယ်နဲ့ကြောင့်မရောက်ကြပါလိမ့်ဘာသိမလဲတဲ့ဘုန်းကြီးတို့ဒကာဓမ္မတွေကကိုယ်ခန္ဓာအကြောင်းကိုမသိဘူးတဲ့သိပြန်တော့လေတဲ့သမာဓိဋ္ဌိနဲ့ကမသိမိစ္ဆာဒိဋ္ဌိနဲ့သိနေပြန်သမာဓိဋ္ဌိနဲ့ကမိစ္ဆာဒိဋ္ဌိနဲ့ကြတော့ငါကောင်ငါဖြစ်နေတော့သိနေပြန်တယ်ငါကောင်ငါမဟုတ်ဘူးဆိုတဲ့အသိမျိုးကြတော့မသိပါဘူးဩဒါဖြင့်ဒကာဓမ္မတို့စောင့်လည်းမကြည့်အသိကလည်းလွဲပြန်မရှိတာသိပြီးဒီကလာနေပြန်တော့ဒါကြောင့်တန်ត្រာရှိတကိုဆိုတဲ့ဥစ္စာဖြင့်ပေါ်လာပြန်တယ်မပေါ်လာဘူးလားကြာကြသတိထားနားထောင်ကြပါဒကာဓမ္မတို့တရားမများသေးပါဘူးဒီခန္ဓာကြီးကိုစောင့်ကြည့်လို့ရှိရင်ခန္ဓာကပြောပါလိမ့်မယ်
ပြောရင်ခမည်းတော်ကအနိစ္စနဲ့သင်္ခါရကြီးပဲသူပြောလိမ့်ခန္ဓာကဘယ်လိုပြောမလဲခန္ဓာကဒါပဲပြောကြရှိတယ်ဝေဒနာပေါ်လာတယ်ဆိုဝေဒနာကတော့ဝေဒနာပါလို့သူမပြောတော့ဘူးပထမတော့ဝေဒနာပဲနောက်ကြတော့သူဒီပျက်စီးသွားပါပြီနောက်တစ်ခါစားထိုးလာပြန်တော့ဟောတော့ဝေဒနာတစ်မျိုးပေါ်လာပြန်တာပဲဒါဖြင့်ဝေဒနာပြက်ဝေဒနာစားထိုးတာကိုမြင်ကြည့်စိတ်ပြက်ပြီးစိတ်စားထိုးတာကိုရုပ်ပြက်ပြီးရုပ်စားထိုးတာမြင်ကြည့်လိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတဝါနာကာယေကိုယ်သဘောသဘာကာယေသဘာဝံကိုယ်ဤသဘောဝါကိုရှိကို၌ရှိတဲ့သဘောတွေဝိရိတဝါနာဩအိဋ္ဌာနဲ့သင်္ခါရသာရှိတယ်လို့သိခြင်းကြောင့်ဒုက္ခသဒုက္ခဤအန္တန်အဆုံးဖြစ်တဲ့နိဗ္ဗာန်ကရိတ္တိသစ္စိကရိတ္တိမင်းတို့သေသေးချာချာမြင်ပါလိမ့်မကွာသူသဘောသာသိရင်နိဗ္ဗာန်သိတော့မယ်သူသဘောသိရင်အဲ့ဒါသူကတော့ဉာဏ်ကျယ်တဲ့ပုဂ္ဂိုလ်မဟုတ်ပါရင်ခိုက်ချင်းချင်းဟောလိုက်တယ်နော်တို့တော့ကျွတ်တို့ကဒီထဲမှာဉာဏ်လေးနည်းနည်းထဲမှာသူသဘောသိတော့မုန်းနေမယ်မုန်းတဲ့အခါကျတော့မလို့ခြင်းတဲ့ဉာဏ်လာလိမ့်မယ်ဘုကမောင်ဒါတွေကလာတယ်ဒီလိုလာမှသာလည်းဆုံးသွားမှာမို့လားခိုင်းဒါဖြင့်ဓမ္မတွေဒီနေ့ဥပဒနာရှုနည်းကိုခန္ဓာ၅ပါးကိုဘယ်ဟာရဲ့လို့မဟုတ်ဘူးစောင်းတာကြည့်နေပြီပေါ်ရာကိုသာလိုက်လိုက်ပါတော့ရရင်ရတဲ့နေရာလိုက်ပေါ့ဗျာရတဲ့နေရာမှာဩဒါတွေကခုမှပေါ်လာတာပဲဟောပျောက်သွားပြန်ပြီခုမှပေါ်လာသည်ဓမ္မသင်္ခါရပျောက်သွားတာသည်အခုပေါ်လာပြန်တာသည်ပျောက်သွားပြန်တာသည်ခမောင်ကျင်납ပါစောင့်ကျင်ဉာဏ်တစ်ခုမှတပါလဲအားလုံးဓမ္မတို့ဘာမှတွေ့เสียမရှိပါဘူးဒီနှစ်ခုပဲတွေ့မှာကျင်납ပလားခမောင်ဒါအမှန်စိတ်တယ်နော်တကယ်ကိုဓမ္မတို့ဥပဒနာတွေထဲမရှိတတ်ဘူးဆိုတဲ့ဘုန်းကြီးတို့ဓမ္မတွေကိုမရှိအောင်လို့တခါတော့ဘုရားရှိခိုးထိုင်နေအေးရမှာပဲထိုင်ရင်တဲ့နေရာမှာထိုင်ရောက်ရှင်တဲ့နေရာမှာရပ်ပြီးခန္ဓာကိုယ်ဤသဘောကိုသာစောင့်ကြည့်နေစောင့်ကြည့်နေလို့ရှင်ပြက်ပြီးလို့လည်းပြောမယ်အစားထိုးပြန်ပြီလို့ပြက်ပြီးလို့လည်းအစားထိုးတယ်လို့ဘုရားပြောဘယ်နဲ့ကြောင့်ဒီခန္ဓာကြီးကခမည်းတော်ပြောမှန်းသိပါလိမ့်မလို့ဆိုတော့စောင့်ကြည့်နေလို့သဘောကျစောင့်ကြည့်နေတဲ့အတွက်ဓမ္မတွေပြောလိုက်တော့ဩဒီဓမ္မတွေကခန္ဓာကပြောလို့ရှိရင်ဖြင့်ဩသူများပြောမဟုတ်ဘူးဟဲ့ဆိုပြီးကာလအိဋ္ဌာနဲ့သင်္ခါရသာရှိတယ်ကွယောက်ျားမိန်းမရှာမတွေ့ဘူးကွဆိုတဲ့ဒိဋ္ဌိကလည်းခန္ဓာကပြောတော့ပြုတ်ထွက်သွားခန္ဓာကပြောတော့ဘယ်နဲ့ပြုတ်သွားအားလုံးဓမ္မတွေခန္ဓာကပြောလိုက်တော့မပြုတ်ပါနဲ့ဆိုလို့မရပါဘူးတဲ့ဘယ်နဲ့များဖြစ်နေပါလိမ့်မလို့လဲဝိจิကိစ္စလည်းမလာဘူးပြည့်ရင်စားထိုးတာရှိမှာပဲသဘောကျပြည့်ရင်အစားထိုးတာပဲရှိနေတော့ဓမ္မတို့ပြက်တာကလည်းအိဋ္ဌာအစားထိုးတာကသင်္ခါရသဘောကျအဲ့ဒီအစားထိုးတာလေးပြက်သွားပြန်တော့အနိစ္စပဲရောက်သွားပြန်ရောဆိုတော့ဓမ္မတို့နောက်အစားထိုးပြန်တာလေးကဘာခေါ်ကြအဲ့ဒီသင်္ခါရလေးကနောက်ပဲလမ်းဆုံးပြန်အဲ့ဒီအိဋ္ဌာကိုဓမ္မတွေကညာနဲ့လျှောက်ကြည့်ပြီးအစားထိုးတာကြည့်လိုက်ပြည့်စုံသွားတာအိဋ္ဌာကြည့်လိုက်ထိုကဲ့သို့ကြည့်တဲ့အခါကျတော့အဲ့ဒီဟာနောက်ဆုံးပိတ်ဒီအိဋ္ဌာဟာအခုဒီတစ်ပတ်ဆုံးသွားပြီနောက်အိဋ္ဌာကိုရှာမတွေ့တော့ဘူးဆိုတော့ဆိုရောက်လိမ့်မယ်အခုအိဋ္ဌာတွေ့နေတယ်ပြတ်သွားတာဘာခေါ်ကြနောက်ကြတော့အစားထိုးကလည်းမလားဥပါရင်ကြီးပြတ်တာကရောအဲ့ဒီကဲလို့အစားထိုးတာလည်းမလားပြတ်တာလည်းမလားတော့ဘူး